ဘောလုံးလောကရဲ့ဂုတ်ကြီးဖြစ်တဲ့ခရစ္စတီယာနိုရိုနယ်ဒိုရဲ့ဘဝအကြောင်းအပိုင်း1အားလုံးပဲမင်္ဂလာပါជីជីကောကနေပြန်လည်ကြိုဆိုလိုက်ပါရင်မြန်မာပရိသတ်တွေကဂုတ်ကြီးလို့ချစ်စနိုးခေါ်ကြတဲ့ခရစ္စတီယာနိုရိုနယ်ဒိုရဲ့ဘဝအကြောင်းကိုအနည်းငယ်လောက်တင်ဆက်ပေးကြပါမယ်ကမ္ဘာကျော်ဘောလုံးမတယောက်ဖြစ်လာမဲ့ရိုနယ်ဒိုကိုပေါ်တူဂီနိုင်ငံဖန်ချင်မြို့မှာမွေးဖွားခဲ့ပါတယ်သူ့ဖေကဥယျာဉ်မှုဖြစ်ပြီးသူ့မိကတော့ထမင်းချက်တန်ရှင်းရေးဖြစ်ပါတဲ့သူ့ဖေကအမေရိကန်သမ္မတဟောင်းရော်နယ်ရီကင်ကိုအရန်သဘောကျတဲ့အတွက်သူ့သားကိုရိုနယ်ဒိုဆိုတဲ့နာမည်ပေးထားတာဖြစ်ပါတယ်တာမန်ထက်ကို CNA ကြတဲ့မိသားစုလေးမှာပေါက်ဖွားကြီးပြင်းလာတဲ့ရိုနယ်ဒိုလေးရဲ့ငယ်ဘဝအိမ်မက်ကတော့တကယ်ထူးချွန်တဲ့ဘောလုံးမတစ်ယောက်ဖြစ်ချင်တာပါပဲ။သူ့အသက်10နှစ်အရွယ်ကိုရောက်တော့ဒေတာရင်းကလပ်တစ်ခုမှာပါဝင်ကစားခွင့်ရပြီးတဲ့နောက်နေစီယိုနယ်အသင်းကိုပြောင်းရွှေ့ကစားခွင့်ရခဲ့ပါတယ်။ဒီလိုနဲ့ဂုံကြီးအသက်12နှစ်အရွယ်ရောက်တဲ့အခါမှာတော့သူ့ဘဝအတွက်တစ်စစ်ချိုးလို့ဆိုရမယ့်အလင်းပြောင်းတစ်ခုကြုံတွေ့ခဲ့ရပါတယ်။ဒါကတော့ Sporting လူငယ်အကယ်ဒမီကိုလာရောက်ကစားဖို့ကမ်းလှမ်းခံခဲ့ရဖြစ်ပြီးသူကအဲဒီကလပ်မှာအသက်16နှစ်အရွယ်အထိအပြင်းထန်လေးကျကစားနေခဲ့ပါတယ်။ဒီလိုနဲ့ခရစ္စတီယာနိုရိုနယ်ဒိုဆိုပြီးဒီကမ္ဘာလုံးကတဲတဲလှုပ်အားပေးကြမဲ့သူအပြင်နာမည်ကျော်လာစေခဲ့တာကတော့တဲနီတို့ရဲ့ပဲကိုင်ရှင်ကြီးဆိုင်းလက်ဖာဂူဆန်တယောက် Sporting အသင်းရဲ့ကစားပွဲတစ်ခုကိုလာရောက်ကြည့်ရှုခဲ့တာကနေစခဲ့တာပါပဲ။တွယ်လုံးတဲ့ကစားဟန်ကျန်းခိုင်တဲ့ကိုနေဟန်တာအနိုင်ယူလို့စိတ်ပြင်းပြလုံးနဲ့သူ့အသွင်မြင်နေဟာပါကီကြီးအတွက်မျက်စိကြားစရာဖြစ်ခဲ့ရပြီးပြောင်းရွှေ့ခြင်းပေါင်12တန်းနဲ့ Old Trafford စီကိုခေါ်ယူခဲ့ပါတော့တယ်။အသက်16နှစ်အရွယ်လူငယ်ခြေတံလေးတယောက်မဲယူလိုကမ္ဘာထိပ်သီးအသင်းကြီးမှာတာဝန်ယူဝစ်ဆင်ကစားမဲ့ကျောင်းနံပါတ်ကတော့9ပါပဲ။ဂရမင်ကျောင်းနံပါတ်မို့ပရိသတ်တွေကသူ့အတွက်ဖိအားများမှကိုစိုးရင်ခဲ့ကြပေမဲ့နိုင်ကစားမဘွား3လအကြာမှာအသင်းအတွက်ပထမဆုံးဂိုးကိုသွင်းယူပြီးပရိသတ်ရဲ့ယုံကြည်မှုကိုရယူနိုင်ခဲ့ကြောင်းတင်ဆက်ပေးလိုက်ရပါတယ်။အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။